ဒီဇလန်လေးကတော့ညတကောင်းရချင်းကားမှတ်တိုင်တစ်ခုမှာတယောက်တည်းကားဆောင်နေရင်ကြုံတွေ့ရတဲ့ထိတ်လန့်ခြောက်ခြားဖွယ်ရာဇလန်လေးတစ်ခုပါကျွန်တော်ကတော့တင်ဆက်သူမောင်မောင်ချစ်ပါညက7 နာရီခွဲနေပြီရန်ကုန်မြို့ရဲ့လမ်းမကြီးပေါ်မှာတော့ကားတံတွေကကျဲသွားပြီကျွန်တော်တယောက်တည်းကားမှတ်တိုင်မှာထိုင်နေရင်အောက်ဆုံးကားကိုမျှော်နေပြီပါတယ်လမ်းမီးတိုင်ကမီးရောင်ကတစ်ဖြက်ဖြက်နဲ့ပြတ်တော့မလို့ဖြစ်နေပါတယ်ရုတ်တရက်ဘေးနားမှာလူတစ်ယောက်လာရက်တယ်လို့ခံစားလိုက်ရလို့လှည့်ကြည့်လိုက်တော့ဖြူဖြော့နေတာမင်းကလေးတစ်ယောက်ပါသူမကအဖြူရောင်ခေါင်းဝင်ရှည်ကြီးကိုဝတ်ထားပြီးစပင်းတွေကလည်းဖျို့ဖျဲနဲ့မျက်နှာကိုလည်းဖုံးထားတယ်သူမစီကနေထွက်လာတဲ့အေးတက်ကကျွန်တော်ရဲ့ကြောရုပ်တွေစိတ်တက်သွားစေခဲ့ပါတယ်တူးဆန်းတာကသူမရောက်လာတဲ့အချိန်မှာပဝင်းကျင်ကပရစ်တန်တွေတောင်တိတ်ဆိတ်သွားပြီးဒီလူကလေးမှန်ထိုင်လန့်သွားတာပါပဲသူမကကျွန်တော်ဘက်ကိုတဖြည်းဖြည်းလှည့်လာတယ်အကိုဘယ်နှနာရီရှိပြီလဲတဲ့အတန်ကလူတန်နဲ့မတူပဲအရှနဲ့ရေရင်းထဲကထွက်လာတဲ့အတန်လိုပဲဗျကျွန်တော်ကြောက်ကြောက်နဲ့ဖုံးကိုထုတ်ကြည့်ဖို့လုံးနေတော့မှပဲသူမရဲ့ခြေထောက်ကိုတတိထားမိသွားပါတယ်ကျွန်တော်ရဲ့နှလုံးခုန်တန်တွေကဘုံတီးတယ်လို့မြန်လာပြီးညက7 နာရီခွဲပါလို့တုံတုံညင်ညင်နဲ့ဖြေလိုက်တဲ့အချိန်မှာသူမကခေါင်းကိုမော့ကြည့်လိုက်တယ်စပင်းတွေကြားကမြင်လိုက်ရတဲ့မျက်နှာကမျက်လုံးနေရာမှာအပေါက်မဲကြီးတွေပဲရှိပြီးပါဇက်ကတော့နှရွက်ထိပြဲနေတာပါသူမကသမီးလဲလိုက်ချင်တယ်ဒါပေမဲ့ကားတိုက်ခံရတဲ့နေ့ကစပြီးဘယ်ကားမှစီးလို့မရတော့ဘူးလို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဝေးကကားမီးရောင်ကိုမြင်လိုက်ရပါတယ်ကျွန်တော်ရဲ့ကတ်တင်ရှင်ဘတ်စကားပဲဒါပေမဲ့သူမကကျွန်တော်ရဲ့လက်ကိုလှမ်းကန်လိုက်ပါတယ်သူမရဲ့လက်ချောင်းတွေကရေခဲတုံးတဲ့ပိုပြီးအေးဆက်နေပြီးအသားအစတွေကလည်းပုတ်အပ်နဲ့ဖြစ်နေတာကိုမြင်နေရပါတယ်အကိုသမီးကိုခေါ်သွားပါလားတဲ့ကားကမှတ်တိုင်မှာဗရိတ်အုပ်ပြီးရက်လိုက်တာနဲ့ကျွန်တော်အားကိုညုံပြီးကားပေါ်ကိုခုန်တက်သွားခဲ့ပါတယ်နောက်ကိုပြန်လှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ကားမှတ်တိုင်ကဘယ်သူမှရှိမနေတော့ပါဘူးဒါပေမဲ့ကျွန်တော်ရဲ့အင်ဂျီလက်မောင်းပေါ်မှာတော့ရှုပ်နေပေးကြံနေတဲ့လက်ဝါးရမဲမဲကြီးထင်ကြံနေခဲ့ပါတယ်ကားဆရာကမှန်တဲ့ကနေကျွန်တော်ကိုကြည့်ပြီးတပင်းချရင်ပြောပါတယ်မောင်ရင်လည်းမြင်ခဲ့တာပဲလားဒီမှတ်တိုင်မှာစောင့်နေတာကြာပြီဗျ